ရဲဘော်အခရှင်းတော်လာရေးတဲ့ကိုဘာရည်ရွယ်ချက်နဲ့ရောက်လာတယ်မိမညံ့ညံ့လိုရဲလို့ပါလက်ခေါ်တဲ့စုမတီးနဲ့ဟိုနာမြင်ပါလိမ့်ခေါ်မတီးနဲ့မလုံးနဲ့ချောင်းပေါက်စော်တွေနန်းနဲ့ကျွန်တော်တပည့်မပြောပါဘူးကျွန်တော်တို့ရေတော်ပဲပြောတာလားချောင်းပေါက်တွေပြောတယ်ကျွန်တော်တို့ရေတော်ပဲလို့သိနေမှုနဲ့မထားပါနဲ့ဘယ်လိုထားပါဒီနေ့လေးအကောင်မလေးနဲ့အောင်ခြားထဲမှာထားဘာကြီးဒီဘောကြီးဖွင့်ပြီးတော့ဒီဘောမဝေးပြီးလာဝေးပြီးလိုက်ပဲဒီဘမပါဘူးရာတော်ပဲပြောတာသိရမလားစားတော့မှအသားပေါ်တာစီပီကျက်မရပေါ်တာဒီမရတဲ့တဲ့ဘာပြီးရတော့မပြောဘူးနော်ညီတို့ပြောတာအားဆောင်မှာတော့ဒီရွာကကာကွယ်ရေးအဲ့ဒီလိုမိန်းကလေးတွေနာ6ပေါက်ခတ်မှာဆိုရင်ဟောဒီကမုံလုံးကို3နှစ်လောက်ခတ်ထားလိုက်ခလီဘယ်တော့ပါလဲရှေ့ဘောကရှင်းဘိုးကြီးကဖယ်နာထားခဲ့တယ်ဘိုးကြီးကကျွန်တော်မမိုးပေါ်မှာလေးမှာထိုးခဲ့ပါတယ်ဘိုးကြီးဘာလဲပြောတယ်ပပရတယ်ဘယ်တော့ကကားစီလို့မရှင်မမြဲတမ်းစီနေတဲ့ကားပနတ်မနတ်ထဲမသိတော်လေးချွတ်ထားခဲ့တာအဲ့ဒါမေးတာမသိပါဘူးဗျာခုခေတ်ခုခါကြီးရဲ့စီရင်းတွေဘယ်လောက်တန်လားကားစီးနေတာဆိုလို့ဆရာတော်ဖယားနဲ့ခင်ဗျားတို့လိုပြည်ရဲ့ဘိုးတွေပဲစီးနေလို့ပါရှေ့ဘာလို့ပြောကြလဲညခုံးနေနှုတ်တယ်အဲ့ဒါကိုရကြလို့ပါဘိုးကြီးဘာမှမပြေပါဘူးရှေ့ချိတ်ဘိုးကြီးတောက်နေကြမိုင်း7ပါသေးလားအဲ့ဒါမကြိုက်တာခင်ဗျားတို့ဘိုးကြီးတွေဟာခင်ဗျားတို့ဘိုးကြီးတွေကျွန်တော်တို့ပြည်ရဲတဲ့ပြည်သူဆိုတာတသားတဲ့နေရာမှာပြည်သူကမှပြည်တိုင်းအောင်ဖတ်ကြားစိတ်လေးတောက်နေရင်ခင်ဗျားတို့ဘိုးကြီးတွေကလည်းဖတ်ကြားစိတ်လေးပဲတောက်ခင်ဗျားတို့နဲ့ပြည်သူနဲ့ဆိုတာတသားတဲ့နေရာမှာဘိုးကြီးကဘုလို့ပေါ့ရဲပေါ့ဟာဂိတ်ထိုင်ရင်နဲ့ကားသမားကြီးကပေးသွားတာလေတောင်းရင်နဲ့အကျင့်ပါသွားလို့ပါအဲ့ကျင့်လို့လေအဲ့ကျင့်မတော်တာလေမြန်ချသားလေမြန်မရှိမှကျွန်တော်တို့လွတ်လေကြီးကမြန်ပြီးမှာပေါ့ဟာဟုတ်တယ်လို့မြောက်ပေးနေတာရှိတယ်ကထိတ်တုံးနဲ့ရခဲ့တဲ့လုံနဲ့ရောကနောင်ကြီးရဲ့ဟိုလေပြန်မှာရရှောချိတ်တတိပြေလာဆွဲထားပါချိတ်ရိုသိမ်းတိုက်ပွဲတွေစရမယ်ချိတ်မန္တလေးကိုရင်တဲမယ်ချိတ်မန္တလေးရဲ့ပခုံးကူတဲချိတ်ပခုံးကူနဲ့ညောင်ဦးတဲချိတ်ညောင်ဦးနဲ့ပကာတဲမယ်ချိတ်ပကာတဲပြီးစလုံးတဲမယ်ကိုပဲဆာချမယ်ပရိတ်လာမယ်လူတွေဥစိန်တိုင်းလူတွေရောက်သွားပြီဥစိန်တိုင်းလူတွေရောချစ်ရှည်တာထွက်တော့မှကိုယ်တနာရဲ့ကြီးမထွက်တော့စကြည့်ထားပါဟုတ်ပြီကျွန်တော်ပြစ်မဲ့ပြစ်ခွေးထဲမှာပြစ်မဲ့တဲ့ခွေးတစ်ကောင်ရောက်နေလို့ကျွန်တော်ပြစ်ရမှာလားလို့ဘိုးကြီးကိုမေးနေလို့ပါရောတော့ဟဲ့သူကြရင်လည်းပဲပြည့်မြင်များလက်ထောင်နဲ့နဲတယ်မော်တပြားကြလို့တဲ့ तू ကတကြရတာကြစမ်းမချဘဲနဲ့ तू ကစီထားတဲ့ဈေးစစ်ဟိုကျွန်တော်ရဲ့ပြစ်ခွေးထဲမှာပြစ်မဲ့တဲ့ခွေးတစ်ကောင်ရောက်လာလို့ကျွန်တော်ပြစ်ရမှာလားလို့ဘိုးကြီးကိုမေးမလို့ပါမပြစ်ပါနဲ့ဘယ်တော့မှအဲ့ဒီလိုအမီးပါတဲ့ခွေးမပြည့်နဲ့အမီးမပါတဲ့ခွေးတာမင်းတို့မှအောင်ပြည့်ဟုတ်ကဲ့ပါဘိုင်းစစ်စစ်ပါရေတဲ့ချလို့ပြီးပါပြီဘာလဲခွန်ရတော့ကျွန်တော်မနခင်တိုက်ပွဲမသွားခင်ဆရာတော်ဘုရားကြီးသွားမှဆိုတော့ကျွန်တော်တတိယလို့ကြီးနေတာလေးကျွန်တော်ထုလိုက်တာပါဘာသာတရားလေးမင်းကကိုက်ဆိုင်နေပေါ့ကိုက်ဆိုင်ပါဘိုးကြီးအေးချာစစ်စစ်ပါဟုတ်ပါပြီပြည့်ကြည့်တာအဲ့ဒါပဲဝလိယမရှိပဲနောက်ကိုကျဲတာစစ်စစ်မှုဟုတ်ပါပြီဘိုးကြီးပြပြမယ်ဟုတ်အချာကြည့်တာပါဟုတ်ပါပြီမောင်းကဘယ်နာတင်ရတာခင်ဗျားတို့
ဘိုးကြီးရပါပြီအာပေါ့တယ်အောက်ကြတော့မလီကြည့်တာဘိုးကြီးပြကမယ်ကြောနေလားဘယ်ပြစ်တာတော့မပြောသေးတယ်မမမှုမမှုလားမမှုနောက်တစ်ခါထပ်ပြပြမယ်ကြားရအဲ့ဘောကမလေးကဒီမှာကြည့်ကြသေးတယ်ဟုတ်ဘိုးကြီးတခြားကြည့်တာပြင်ကွင်းကိုဟုတ်ဘိုးကြီးရောနေလားမမမဟုတ်လာရရောမှန်ပါပြီဘာကြီးတော့ဘိုးကြီးချင်ပါကြီးဘိုးကြီးချင်မတဲ့လေငါပြောကြည့်မှန်ပါပါလို့ပြောတာပါဘိုးကြီးရောချိအဲ့ဒါကဆေးကပြင်းနီးဟုတ်ဘိုးကြီးဘောင်းပြလေးပါလေရောပြစ်တယ်တင်ကြပါဘိုးကြီးတင်တယ်ပါတက်ရပါလေဘိုးတက်လိုက်ဘိုးပြစ်တာရောဘောင်းပြပြစ်တာဟုတ်ဟုတ်ပါတယ်ဘုန်းကြီးဟုတ်တယ်မလားဟုတ်ပါဘူးအမြဲတမ်းဒီလိုဝိရိယရှိရတယ်ဘုန်းကြီးသိချတယ်ပါဘုန်းကြီးတော့အားကြီးသိထားလိုက်ဘုန်းကြီးတောင်နေနဲ့လှတာပဲရောကရှိမနှက်ပြရှည်တော့ထွက်လိမ့်မယ်ရှည်တော့မနှက်ပြထွက်ရမယ်မာလျာရှက်မာတော့ပါမနှက်ပြရှည်တော့ထွက်ရမယ်ဟုတ်တယ်ဘိုးကြီးကိုခွင့်တော့တောင်းရတယ်ဘိုးကြီးဘာခွင့်တောင်းပါလဲကျွန်တော်မနှက်ပြခွင့်တည်းယူရတယ်ဘိုးကြီးခွင့်တည်းဟုတ်ဘိုးကြီးဘယ်တော့မှတော်နိုင်ရေးတော့ရောက်လာတယ်မင်းညနေရပါခွင့်တည်းကဘာလို့ရရင်လဲကျွန်တော်မျိုးသိတဲ့ဘိုးကြီးမတော်ခင်မှာကျွန်တော်ရဲ့ချစ်သူလေးကိုသွားတွေ့လို့ပါဘိုးကြီးဘာအမလေးဒါလေးတောင်မှပေါ်ဦးစီကတော့ခိုးထားတာဘိုးရအောင်လို့ပြောရတယ်ရောင်သွားလို့ပါဒီဒီလည်းဟုတ်တော့ရဲဘော်ဆင်းပြတယ်ဘာမှမမြင်ရတော့အဲ့ဒါမပြေးရတော့ဆင်းပြတယ်လက်ခံမှတော့မမြင်ဘူးမင်းဘာပြောလိုက်ညာဘာပြောလိုက်ကျွန်တော်ခွင့်ရကိုကျွန်တော်ချစ်သူလေးကိုသွားတွေးပြတယ်ဘိုးကြီးရတိတ်မှတ်ရဲ့ရဲဘော်ဟုတ်ဘိုးကြီးဟောဒီကဘိုးကြီးရဲ့အိပ်ပြုံနေတဲ့နှလုံးသားဟုတ်မင်းနိုးဆွလိုက်တာမင်းနိုးဆွလိုက်တာရဲဘော်ရဟာအဲ့တော့နှလုံးသားကိုနှုတ်ဆောင်ဘိုးကြီးမှလည်းချစ်သူရှိတယ်လားသိရှိတာပေါ့ချစ်သူရှိတယ်ငါမှလည်းနှလုံးသားရှိတယ်ပါအချိန်ကသိချရတဲ့ချစ်သူတော်လာရေးရဲဘော်တဲ့မရောက်ခင်ကထားခဲ့တဲ့ချစ်သူမိကပြောလိုက်တော့ဟိုတပီးရတယ်ကွာမိကရဲ့ရိုးတာအဲ့တော့ဘိုးကြီးဖြစ်နေရင်ဘိုးကြီးရဲ့ချစ်သူကိုကျွန်တော်ကိုပြောကြပါလားဘိုးကြီးอ่ะမမေးပါနဲ့ရဲဘော်မမေးပါနဲ့မမေးတော့ဘူးဗျာမတားလေးလားမေးသေးတယ်လို့ပြောတာဟောမေးသေးလို့လားဖြစ်နေဘိုးကြီးချစ်သူကျွန်တော်ကိုပြောကြပါလားဘိုးကြီးလားမင်းငါချစ်သူကိုမေးသိချင်သိတယ်ပါဘိုးကြီးဒီပေါ်မေးသိချင်ဘိုးကြီးပြောပြမှာပေါ့ငါချစ်သူကရိုးရိုးအရက်သူမဟုတ်ဘူးအနုပညာနဲ့ဘတ်ခွက်စားနာမည်က Y.E. ဘိုးကြီးဟဲ့ဒီတော့ဘယ်လိုလုပ်ရဟဲ့ငါ့ကိုစော်ကားနေဟဲ့ကောင်ဟောတော့မင်းကငါတခြားမှထားတယ်ပြည်သူတွေဘက်ကိုပြောင်းလဲဖို့ရမဟုတ်ဘူးပြည်သူတွေဘက်ကိုဟောဒီလိုလေးတောင်မနှဲ့မိပြီနဲ့ဟောပေါ့လားဒီတော့ဘိုးကြီးမင်းတို့